ကျွန်တော်တို့မြန်မာနိုင်ငံကကျောင်းသားတွေကစိတ်သက်ရေးရာပိုင်းမှာတော်တော်ကြီးကိုပျက်စီးနေပြီဗျ။အဓိကကျွန်တော်အမြင်အရဆိုဒီပညာရေးစနစ်ရဲ့ပြကြရင်ဒီဆုံးမသွန်သင်မှုအပိုင်းဆရာဆရာမနဲ့မိဘတွေရဲ့ဆုံးမသွန်သင်မှုအပိုင်းကလည်းအရန်အရေးပါတယ်ဗျ။ကျွန်တော်မမားဘူးဆိုရင်ကျွန်တော်တို့ကျောင်းသားဘဝဒီ2000ခုနှစ်နောက်ပိုင်းနဲ့2019 18 19အဲ့လောက်ထိကကျောင်းသားချင်းချင်းမဒိမှုတွေလူတက်မှုတွေကမရှိသလောက်ကိုရှားခဲ့တယ်။ကျွန်တော်တို့အဓိကဒီမှာမိဘတွေလည်းအရင်အရေးကြီးဗျ။ကိုသားသမီးတွေကိုအရင်အလိုလိုက်တာတို့တချို့မိဘတွေကကြောက်ဘယ်လိုလဲဆိုရင်ပြောလို့မရလို့လွတ်ထားတာဒါတွေကပို့ပြီးတော့လမ်းမားကိုရောက်စေတယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ပြောလို့မရလို့ပြစ်ထားတော့ပိုဆိုးတယ်ဗျ။အဲအကြောင်းကိုကသူတို့ကိုဆုံးမသွန်သင်လို့ရတဲ့အရွယ်မှာဆုံးမသွန်သင်ဖို့လိုမယ်။နောက်မှကျွန်တော်ဘာသာတရားလည်းအရင်အရေးကြီးဗျ။ဘယ်ဘာသာတရားကိုကိုကွယ်ပေါ့နော်ကျွန်တော်ဘာသာတရားတိုင်းကကောင်းတာလုပ်ဖို့ပဲတွင်တင်ပေးထားတယ်အဲကြောင့်မိဘတွေအနေနဲ့လည်းကိုကဘယ်ဘာသာကိုကွယ်ကိုသားသမီးကိုလည်းဆုံးမတွင်တင်လို့ရတဲ့အရွယ်မှာကောင်းကောင်းမွန်မွန်နဲ့ဒီဘာသာတရားနဲ့လည်းဆုံးမတင်တင်မှုတွေပြုလုပ်ဖို့လိုအပ်တယ်ဗျအခုတော်တက်လာတဲ့သတင်းတွေမှာဒီចောင်းသားအမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီသတင်းတွေမြင်တကယ်ကိုစိတ်မကောင်းဖြစ်မိတယ်ဒီအရွယ်တွေနဲ့ဒီလိုမျိုးလေးဖြစ်နေပြီပေါ့နော်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုလည်းမီးမောင်းထိုးပြနေလို့ကျွန်တော်တို့မြန်မာနိုင်ငံကကျောင်းသားမိဘတွေနဲ့ဆရာဆရာမတွေရဲ့တွင်တင်ဆုံးမမှုတွေကအရန်ကိုအရေးပါနေပြီအရှိန်မြင့်တင်ဖို့လိုအပ်နေပြီဆိုတာမီးမောင်းထိုးပြနေတာဗျလွန်ခဲ့တဲ့ရက်ပိုင်းမှာပဲကျောင်းသားရှင်းရန်ဖြစ်ပြီးတော့ကျောင်းသားတစ်ယောက်ကအသက်ဆုံးရှုံးခဲ့ရပြီဒီဖြစ်သွားခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကတော့ဒီ2026ဇန်နဝါရီ29ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အထက်က1ကျောင်းမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ပေါ့ကျောင်းသားတွေကကျောင်းမုတ်စားဆင်းချင်မှာစကားများရန်ဖြစ်ကြတယ် G8 ကျောင်းသားကနေပြီးတော့ G7 ကျောင်းသားမောင်မိုးသူရင်ကိုထိုးကျိတ်လိုက်တယ်အဲ့မှာတင်မဲ့ဒီ G7 ကျောင်းသားလေးကအသက်ရှူချက်ပြီးတော့အသက်ပါသွားခဲ့ပေါ့နော်ဒီဖြစ်စဉ်ကိုအစပိုင်းဒီကျောင်းသားတွေကဒီလိုထွက်ဆိုခဲ့တယ်။ဒီဆုံးသွားတဲ့ကျောင်းသားမောင်မိုးသူရင်ကဘောလုံးကစားရင်းနဲ့အမောဖောက်ပြီးတော့ဒီဆုံးပါသွားတယ်ဆိုပြီးတော့သူတို့ဒီလိုမျိုးထွက်ဆိုခဲ့တယ်။ဒါမဲ့လည်းဗီဒီယိုဖိုင်လေးကထွက်ပေါ်ခဲ့တယ်ပေါ့နော်။ကျွန်တော်တို့ဒီဗီဒီယိုဖိုင်လေးကိုတစ်ချက်လောက်ကြည့်လိုက်အောင်။ဒီတည်ဆုံးသွားတဲ့ကျောင်းသားလေးမှာတကယ်လဲနှလုံးရောဂါအခန့်ရှိရဆိုတာသိရတယ်ပေါ့နော်။ Okay ကျွန်တော်အားလုံးဒီလိုတာမန်လေးပဲတွေးကြည့်ပါကျွန်တော်တို့ဒီကျောင်းသားထိုးခံရတယ်ထိုးခံရပြီးမူးမိတ်သွားတယ်ပဲထားလိုက်ကွာမူးမိတ်သွားတဲ့ကျောင်းသားကပြန်ပြီးတော့ထလာတဲ့အချိန်မှာဘောလုံးကန်နေဆိုတာတော့ဒါတော့စဉ်းစားစရာဖြစ်သွားပြီပေါ့နော်ဘယ်လိုပဲပြောကျွန်တော်အနေနဲ့ကတော့အမှုမှန်အမြန်ဆုံးပေါ်ပေါက်ပြီးတော့တရားမျှတမှုရရှိပါစေလို့ပဲကျွန်တော်တို့ဆုတောင်းပေးတယ်ကျွန်တော်တို့ဒီကျောင်းသားအမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စဉ်အလုံးကိုခြုံငုံကြည့်မယ်ဆိုရင်ကျွန်တော်တို့ကျောင်းသားမိဘတွေနဲ့ဆရာဆရာမတွေလည်းအရင်ရေးပါတယ်ဗျအဲကြောင့်မိဘတွေအနေနဲ့လည်းကျွန်တော်ပထမပိုင်းမှာပြောခဲ့သလိုကိုယ့်ရဲ့သားသမီးတွေကိုဆုံးမတင်တာဆုံးမရမယ်ဘာသာတရားကိုင်းရှင်းအောင်လည်းလမ်းပြပေးရမယ်ဗျအလိုလိုက်တဲ့နေရာမှာလည်းအလိုလိုက်ပြီးတော့အလိုမလိုက်တဲ့နေရာမှာလည်းပြပြတသားကိုမှားတာရှိရင်ထောက်ပြပြီးတော့ပြုပြင်ဆုံးမရမယ်ချီးကျူးစရာရှိရင်လည်းကိုယ့်ရဲ့သားသမီးတွေကိုချီးကျူးရမယ်ဒါမှကလေးတယောက်ကအမားနဲ့အမှန်တွေကိုကောင်းကောင်းကြီးကိုခွဲခြားနိုင်မှာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ကျောင်းသားမိဘတွေလည်းအရင်အရေးကြီးပါတယ် Subscribe to my channel